ငါပြောဘူးအစိမ့်တုပ်ကလေးကိုမော်လမြိုင်ရောက်မှပထမဆုံးဆဆဘူးတာပေါ့နော်အခုတော့ကိုယ်တိုင်မှာတုတ်တက်နေပြီကဲဆိုင်နေမှာရောက်တဲ့ထက်ကိုပို့ပြီးတော့စားကောင်းအောင်တုတ်ပြမယ်ပေါ့နော်ငါပြောဘူးတွေထည့်စိမ်မဲ့ရည်တဲကိုကျွန်မကစားရဲတမယာရည်လေးရထည့်ထားတယ်ပြီးရင်ငါပြောဘူးရင်းတဲ့အပိုင်းလေးတွေကိုဖယ်လိုက်မယ်ပြီးရင်ပပလေးတွေလီးပြီးတော့ခုနကဒီစားနဲ့အချီထည့်ထားတဲ့ဒီရည်စလုံးလေးကိုတော့အခုလိုမျိုးလေးထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ငါပြောဘူးလေးတွေကမမဲတော့ဘူးအဖန်တက်လည်းရော့တယ်ပေါ့နော်ပြီးရင်တော့ရေကိုသုံးလေးတဲ့တိကျလေးဆေးပေးမယ်ရေဆေးပြီးတော့ငါပြောဘူးလေးတွေကိုတော့အခုလိုမျိုးပေါ့နော်သုံးမဲ့စလုံးလေးကိုထည့်လိုက်ပါမယ်အစာပလာလေးတွေကတော့ကျက်တူစိမ့်ပါမယ်ရှောက်ရက်ပါမယ်မြေပဲဆန်နဲ့နန်းထောင်းသားလေးတွေကိုပါမယ်ပြီးရင်တော့အကုန်လုံးပေါ့နော်သုံးမဲ့တဲ့ကိုထည့်လိုက်ပါမယ်ဇုံကြောက်လေးလည်းထည့်လိုက်ပါတယ်ပဲမုံပါမယ်စီချက်ပေါ့နော်ကျက်တူဖြူနဲ့ကျက်တူနီကိုကျွန်မစီချက်လုပ်ထားတယ်အဖက်တက်စီတက်ပေါ့နော်လူမျိုးလေးခွဲထားပါတယ်ကျက်တူတော်လေးတွေထည့်ပြီးဆိုရင်ကတော့စီလေးတွေလောက်ထည့်ပေးလိုက်မယ်စီကတော့ကိုလိုတလောက်လေးထည့်ပေါ့နော်ပြီးရင်တော့အရသာတွန်းကန်ပြရေးထည့်မယ်ကျက်တာမုံလေးထည့်မယ်စားတော့ကျွန်မမထည့်တော့ဘူးဆက်ဆက်လေးစားကျင်တာနဲ့ငရုတ်ဒီစိမ့်လေးထည့်တယ်ဒီနေရာမှာငရုတ်ဒီအလော်ထောင်းထည့်လည်းရတယ်တံမြာဒီညစ်ထည့်လည်းရတယ်ပေါ့နော်ကျွန်မကစိတ်လေးစားကျင်တာနဲ့အချင်တော့မထည့်ထားတော့ပါဘူးတေချာလေးတမသွားအောင်အခုလိုမျိုးနေပြီးသွားရင်ကတော့အရန်ကိုမှစားလို့ကောင်းနေငပြောဘူးအစိမ့်တုပ်လေးရပြီပေါ့နော်သမီးဖြူလေးနဲ့ပဲစားမလားဒီတိုင်းပဲစားမလားအရန်စားလို့ကောင်းနေငပြောဘူးအစိမ့်တုပ်လေးရပါပြီရှင်